ချင်းပြည်နယ်၏မြို့တော်ဖြစ်သောဟာခါမြို့ရှိစစ်တပ်စခန်းတချို့ကိုချင်းတော်လှန်ရေးတပ်ဖြစ်သောစတဟာခါကဝင်ရောက်တိုက်ခိုက်သဖြင့်ယနေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်းချင်းတော်လှန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည့်ယနေ့ဒီဇင်ဘာလ26ရက်နေ့နနက်6နာရီဝန်းကျင်အချိန်မှစတင်ပြီးဟာခါမြို့အနီးရှိစစ်တပ်၏အခြေစိုက်စခန်း5ခုထပ်မင်းကိုချင်းတော်လှန်ရေးတပ်ဖြစ်သောတဟာခါကဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလက်တလောစစ်တပ်စခန်းများတွင်မိများလောင်ကျွမ်းနေခြင်းလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းသိရှိရသည့်သတင်းဌာနကတဟာခါကဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလက်တလောစစ်တပ်စခန်းများတွင်မိများလောင်ကျွမ်းနေကြောင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းသိရှိရသည့်သတင်းဌာနကအဟာခါထံသို့ဆက်သွယ်မေးမြန်းရာလက်ရှိအချိန်တွင်မြည်သည့်သတင်းကိုမှမဖြေကြားနိုင်သေးဘဲဖုန်းထပ်မှန်မဆက်ချင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူဟာခါကိုဝင်တိုက်တာတော့ဟုတ်တယ်လောလောဆယ်သိရသလောက်တော့စစ်စင်ရေးနဲ့ဝင်တိုက်တာလို့ပဲသိထားတဲ့သက်ဆိုင်